ညီမဒီနေ့မှာထပ်ပြီး sharing လုပ်ပေးခြင်းတဲ့အကွက်လေးတွေကတော့38ရက်ကွက်ထဲမှာရှိတဲ့အကွက်လေးတွေပဲဖြစ်ပါတယ်ရှင်။ကဲဗီဒီယိုလေးကိုစကြည့်ပေးအောင်နော်။38ရက်ကွက်ခေလန်ပေ20 60ဟိုမှာ36500 38ရက်ကွက်ပြင်ဦးလွင်လန်ဂရံမူရင်ပေ20 60ဟိုမှာ5300 38ရက်ကွက်ဓမ္မတုခနန်းထဲမှာရှိတဲ့ 2.5 RC တိုက်အပါဂရံခွဲပြီးပေ20 60ဟိုမှာ11900 38ရက်ကွက်လင်းပင်လမ်းမှာရှိတဲ့မြေတီးတန့်အကွက်လေးပဲဖြစ်ပါတယ်နော်ဒီကွက်လေးက2000ဖြစ်ပါတယ်ရှင်38ရက်ကွက်ဒဇင်လန်းနဲ့မြေလေးလန်းထောက်မှာရှိတဲ့မြေတီးတန့်အကွက်လေးကိုမှ12000ပါရှင်နောက်ထပ်အနေနဲ့38ရက်ကွက်ခရီးလမ်းထဲမှာအိမ်ရပါ40 60ကို3000 38ရက်ကွက်ညီညွတ်ရေးလမ်းထဲမှာကရန်ခွဲပြီး6000 38ရက်ကွက်ဗိုလ်လိုက်အောင်လမ်းထဲမှာအိမ်ရပါဆိုရင်တော့6500 38လိုင်းလေးကောင်တင်လမ်းထဲမှာအိမ်အပါ40 60ကို16500 38ရက်ကွက်ကင်းဝင်လမ်းထဲမှာ300စီတိုက်ပါကရန်ခွဲပြီး20 60ကိုဆိုရင်တော့12500နဲ့ရှိပါမယ်ရှင်ကဲဒါဆိုတော့အခုညီမတို့ပြပြပေးသွားတာက38ရက်ကွက်တီးတန်းကအကွက်လေးတွေပဲဖြစ်ပါရဲ့ရှင်နောက်ထပ်လည်းရက်ကွက်လေးတွေတင်ပေးစရာရှိသေးတာမို့လို့ညီမတို့ရဲ့ထပ်တင်မဲ့ဗီဒီယိုတွေမှာတွေ့မယ်အားလုံးပဲတတား